လင်းဟိုင်အဖိုးဖြစ်သူခြံခဲ့ရဲ့အကျွေးကိုမြေဖြစ်သူကဆက်ရတာတဘာဝပဲမင်းဖိုးကတော့ကောင်းကင်ဘုံကိုရောက်သွားပြီဒါကြောင့်သူခြံခဲ့ရဲ့အစာဖိုးအကျွေးတရုပ်ငွေ2000ကိုတော့မင်းမဲတာဝန်ယူရတော့မယ်ဒီနေ့တာမင်းပိုက်ဆံမပေးနိုင်ရင်မင်းတို့အိမ်ဝင်းထဲကအဲ့ဒီဆက်လေဆိုကိုငါခုချက်ချင်းဂရင်းကားနဲ့လာဆွဲပြီးအကျွေးနဲ့ခုပစ်မယ်သူကလင်းတို့အိမ်ကအောင်မြင်ကြော်ကြားနေတဲ့မြင်းမဟုတ်လားအရင်ကတင်မောကြီးပေါ်မှာခေါင်းဆောင်လုပ်ပြီးတစ်နှစ်ကိုတောင်းနဲ့ချီရှာနိုင်တယ်လို့ကြားဘူးတယ်တော်ဆန်းပါဗျာသူများအတွက်အာမခံဝင်ပေးရင်းနဲ့ဘောင်းဘီပါပြုတ်သွားတာမျိုးကအိမ်ပါပါသွားပြီးအခုတော့ရွာကိုပြန်ပြီးထမင်းတောင်းစားနေရတဲ့ခွေးလေခွေးလွင့်တကောင်လိုပါပဲဝမ်မားစီငါဖိုးရဲ့အကျွေးကိုငါတိမှတ်ပြုပါတယ်ဒါပေမဲ့ငါရွာကိုအခုမှပြန်ရောက်တာငါကို3ရက်အချိန်ပေးပါ3ရက်ပြည့်ရင်အကျွေး1000ကိုတပြားမကြံအတိုးနဲ့တကွာအားလုံးဆက်ပေးမယ်ဒါပေမဲ့ဒီ3ရက်အတွင်းမှာမင်းဖြစ်ဖြစ်မင်းရဲ့လူတွေဖြစ်ဖြစ်ငါဖိုးရဲ့ဆက်လေကိုတစ်ချက်4000လာထိရဲ့ရင်ငါဒီကလန်နာနဲ့မင်းတို့ခြေထောက်ကိုရိုက်ကျိုးပစ်မယ်မယုံရင်စမ်းကြည့်လိုက်ကောင်းပြီလေမင်းကို3ရက်အချိန်ပေးမယ်3ရက်နေလို့ပိုက်ဆံမရရင်တော့မင်းပါတက်နိုင်သေးလဲငါကြည့်ရသေးတာပေါ့မျိုးကနေရွာအထိတလန်းလုံးလမ်းလျှောက်ပြန်လာရတာတရက်နဲ့တညလုံးဘာမှမစားရသေးဘူးဘိုက်တွေလည်းလက်တက်မတက်စာလောင်နေပြီကံကောင်းထောက်မစွာနဲ့ပဲသူအိမ်ကအဆွဲထဲမှာခောက်ဆွဲ6ထုတ်ကိုရှာတွေ့ခဲ့ပြီးချက်ချင်းပဲပြုတ်စားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်တကားဝကနေထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရလို့လင်းဟိုင်တယောက်လက်နက်တစ်ခုကိုကင်ပြီးတကားကိုသွားဖွင့်ကြည့်လိုက်တဲ့အခါအပြင်မှာဒဏ်ရာတွေနဲ့တနားစရာကောင်းတဲ့ဖြန်လေးတစ်ကောင်ရောက်နေတာကိုတွေ့လိုက်ရပါတယ်ဖြန်လေးဟာပန်းကန်လုံးလိုလေးကိုကင်ပြီးထမင်းတောင်းနေတဲ့ပုံစံမျိုးလုပ်နေတာပါငိမ့်ငိမ့်နေတော့မဟုတ်ရင်ပိုပြီးအသက်ရှူကျက်သွားလိမ့်မယ်လင်းဟိုင်ဟာဖြန်လေးရဲ့လက်ဘင်းမှာပတ်နေတဲ့ကြိုးကိုကက်ကြီးနဲ့အตาအရာညက်ပေးလိုက်ပါတယ်ယော့စားလိုက်ဒီနေ့တော့ငါလဲကုသိုလ်ကောင်းမှုတစ်ခုလုပ်လိုက်ပါမယ်သူဟာမိမိအတွက်ချက်ထားတဲ့ခောက်ဆွဲတွေကိုဖြန်လေးကိုကျွေးလိုက်ပါတယ်ဖြန်လေးဟာအဝစားပြီးတာနဲ့ပန်းကန်ကိုပါကိုက်ချီပြီးထွက်ပြေးသွားပါတော့တယ်တကယ်ပဲကျေးဇူးမသိတဲ့ကောင်လေးပဲလင်းဟိုင်တယောက်ဗိုက်ပြန်စားပြီးကြံရစ်ခဲ့ပါတယ်ညဘက်မှာတော့အကျွေးဆက်ဖို့အတွက်ပင်လယ်ကမ်းဆက်မှာကနန်းနဲ့ခ ्यू တွေလိုက်ကောက်ရပါတယ်ဒီပင်လယ်ကမ်းဆက်ကိုဝမ်မားစီတို့လူစုကုန်းအောင်ရှာထားတော့ခ ्यू ခွင်တောင်ရှာမတွေ့တော့ဘူးအကျွေး1000မပြောနဲ့မနဲ့ဖြန်ခောက်ဆွဲဝယ်စားဖို့ပိုက်ဆံတောင်မရှိတော့ပါလားအဲ့ဒီအချိန်မှာပဲပင်လယ်ထဲကနေထူးဆန်းတဲ့အတန်ကြားလိုက်ရပါတယ်တမီးနဲ့ထိုးကြည့်လိုက်တဲ့အခါမင်းဒီကောင်လေးမသွားသေးဘူးပဲဘာတွေထုနေတာလဲအဲ့ဒီဖြန်လေးဟာပင်လယ်ထဲမှာတစ်ခုခုကိုကြောက်ခဲနဲ့ထုနေတာကိုတွေ့လိုက်ရပါတော့တယ်ညနေတန်းကောင်အမောင်ထုထဲမှာဖြန်လေးတစ်ကောင်ဟာသူ့လက်ထဲကအဖိုးရံကမာကောင်ကြီးတစ်ကောင်ကိုလူငယ်လေးတစ်ယောက်ရဲ့ plastic ပုံထဲထည့်ပေးလိုက်ပါတယ်ဆေးလေးတစ်တောက်နဲ့ flash မီးပြပြီးကြည့်နေတဲ့လူငယ်လေးကမျက်လုံးစုံပြူးထွက်သွားပြီးအန်တာမင်တက်သွားရပါတယ်ဖျားရည်ဒါတကယ်ပင်လယ်ပြင်ကအဖိုးရံကမာကောင်ကြီးပဲဒါမျိုးကပင်လယ်နဲ့ထဲကကြောက်ဆောင်ကြားတွေထဲမှာပဲရနိုင်တဲ့ရှားပါပစ္စည်းမျိုးလေဝိုင်းကျူဝမ်လိုဖြတ်သိမ်းထားတဲ့စိတ်ကန်းအိုကြီးမှာဒါမျိုးဘလို့လို့ရှိနေရတာလဲလို့သူကမယုံနိုင်အောင်ရေရွတ်နေမိပါတယ်ဒီလိုအန်တာနေတော့မှပဲဖြန်လေးကအတန်လေးပြူပြီးသူ့ကိုနှုတ်ဆက်တဲ့အလားလက်ကလေးတစ်ဖက်မြောက်ပြလိုက်ပါတယ်လူငယ်လေးကလည်းကြည့်ပြီးမင်းကတော့လေတကယ်ကိုထူးဆန်းတဲ့ကောင်လေးပဲငါရဲ့အကျွေးတွေအတွက်ဒါနဲ့လာဆက်တာပေါ့ဟုတ်လားလို့ဆိုပြီးသဘောကျကပြောမိပါတော့တယ်နောက်တနေ့မနက်မှာတော့လူငယ်လေးဟာကမာကောင်တွေထည့်ထားတဲ့ရေပုံးကိုယူပြီးဈေးရဲကအကျွေးရှင်ဦးကြီးစီသွားခဲ့ပါတယ်ဦးကြီးကတော့စရင်တွက်ရင်ဆေးလိုက်ခဲရင်းနဲ့ဟောတင်မောကပတ်ရင်ကြီးပြန်လာပြီးပဲဘာမိုက်တွေကောက်လာလို့အကျွေးဆက်မှာလဲ200ဘိုးလောက်ကောတန်းရဲ့လားလို့ခနဲ့တဲ့မေးလိုက်ပါတယ်လူငယ်လေးကဘာမှမပြောဘဲရေပုံးရဲ့ကရေခဲတွေကိုဖယ်ပြီးပြလိုက်တဲ့အခါမျက်လုံးကိုတေးတေးချာချာဖွင့်ပြီးကြည့်စမ်းပါဒီလိုရှားပါပစ္စည်းမျိုးကိုခင်များဝယ်နိုင်ပါမလားလို့ခက်ပြက်ပြက်ပြောလိုက်ပါတယ်ဒီလိုရှားပါကမာကောင်ကြီးကိုမြင်လိုက်ရတဲ့အခါဈေးထဲကလူတွေအကုန်လုံးဝိုင်းအောင်ကြည့်ပြီးအန်ကြကုန်ကြပါတယ်ဈေးတီတယောက်ကဆိုရင်အမလေးကြည့်စမ်းပါဦးဒီလောက်ကြည့်ပြီးထူထဲလာတာအနည်းဆုံးတပိတာနီးပါရှိမှာပဲဒါတကယ်တဘာဝတိုင်းရတာဗျဝိုင်းကျူဝမ်လိုနေရပြက်ကြီးကနေဒီလိုရတနာမျိုးရနိုင်တယ်ဟုတ်လားလို့အော်ဟစ်အန်တာနေကြပါတယ်ဒါကိုမြင်တော့အကျွေးရှင်ဦးကြီးကလေတံပြောင်းသွားပြီးဟမ်ကြည့်ရတာတော့တာမန်မှာပဲကံပြက်တစ်ခုတည်းကထွက်လာတဲ့ပစ္စည်းထင်တယ်ကဲရွာသားချင်းချင်းမို့ငါ3000ခွဲ800ပေးမယ်ပိုက်ဆံယူပြီးသွားတော့လွတ်နေပြီးဈေးဖြတ်လိုက်ပါတယ်လူငယ်လေးကစိတ်ဆိုးပြီးရေပုံးကိုဆွဲမက3000ခွဲ800ဟုတ်လားခင်များငါကိုပင်လယ်ပြင်စင်းခါစားအတွေ့အကြုံမရှိတဲ့ကောင်းအောင်မင်းနေလားဒီလိုအစ်စ်ဆက်ရတဲ့ကမာကောင်ကြီးကိုဈေးများဆုံးပေးနိုင်တဲ့သူပဲရစေရမယ်လို့အော်ပြောလိုက်ပါတယ်အတော်အတွင်းမှာပဲဈေးထဲကိုစမတ်ကြဝတ်ဆင်ထားတဲ့ဟိုတယ်ဝယ်ယူရေးမန်နေဂျာတယောက်ရောက်လာပြီးညီလေးဒီကမာကောင်တွေကိုငါကုန်ဝယ်မယ်ငါကမြို့ထဲကကျင်းဟိုင်ဝမ်ဟိုတယ်ကြီးရဲ့ဝယ်ယူရေးမန်နေဂျာပါဒီလိုထိတ်တန်းရည်သွေးမျိုးကရှာမရှာတာဗျာကဲ3000ခွဲ900ပေးမယ်အခုချက်ချင်းငွေလွှဲပေးမယ်ဘယ်လိုလဲလို့ကန့်လန့်လာပါတယ်လူငယ်လေးကလည်းချက်ချင်းပဲရောင်းပြီးလို့ဆုံးဖြတ်လိုက်ပြီး3000ခွဲ900ငွေဝင်သွားတဲ့အတန်လေးမိလာပါတော့တယ်ပိုက်ဆံရပြီးတာနဲ့လူငယ်လေးဟာဈေးထဲကငါးတွေပြန်ထွက်နေတဲ့လမ်းတိုင်းလျှောက်လာပြီးအကျွေးရှင်ဦးကြီးရှိမှပိုက်ဆံထုတ်ကိုချပြလိုက်ပါတယ်ဒီ3000ခွဲကငါဖိုးရဲ့အတိုးနဲ့အရင်ချို့အတွက်ပဲကျန်တဲ့ပိုက်ဆံကို3ရက်အတွင်းခင်များမျက်ခွက်ရှိကိုလာပစ်ပေးမယ်ဒီ3ရက်အတွင်းငါအိမ်နာလာပြီးလာရဲရင်တော့ခင်များရဲ့ဆိုင်အိုကြီးကိုငါရိုက်ခွဲပစ်မယ်လို့ရဲဝန့်တတိပေးလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူဟာအရက်နဲ့ဝတ်သားဟင်းကောင်းပြင်ဆင်ပြီးဖြန်လေးအတွက်လည်းငါးရှင်တွေကိုရေးစလုံးနဲ့ထည့်ပေးလိုက်ပါတယ်အဲ့ရအောက်ကထွက်လာတဲ့ဖြန်လေးကငါးကိုအရသာရှိကိုက်စားနေတော့လူငယ်လေးကအရက်တောက်ရင်ပြုံးကကဲမင်းကငါးစီကတ်တွယ်နေပြီဆိုတော့လေနောက်ငါနဲ့အတူကောင်းမွန်နေထိုင်စားတော့ပေါ့မင်းကိုနမီတစ်ခုပေးရမယ်တို့လို့ပဲခေါ်ကြဆိုငါတို့နှစ်ယောက်လက်တွဲပြီးဟိုအကျွေးရှင်ဝမ်မန်စီရဲ့မျက်နှာကိုဖျက်ရိုက်ပြီးအကျွေးတွေအကုန်ဆက်ပစ်ကြတာပေါ့လို့ပြောလိုက်တဲ့အခါဖြန်လေးကလည်းနားလေလားသူ့ဘောင်းဘီပေါ်မှာရှွန့်ပင်နေတဲ့လက်ဝါးလေးနဲ့တစ်ဆက်ရိုက်ပြီးဂတိပြုလိုက်ပါတော့တယ်